တခါတော့ကကြေးရွာတရွာမှာရွာသူရွာသားများစုပေါင်းတိဆောက်ထားတဲ့စာတင်ကျောင်းကလေးတစ်ကျောင်းရှိတဲ့အဲ့ဒီကျောင်းကလေးမှာရွာကကလေးတငယ်တွေလာရောက်ပညာသင်ကြားကြတယ်။ကျောင်းဆရာကြီးနာမည်ကတော့ဦးစိတ်တက်လို့ခေါ်တယ်။ဦးစိတ်တက်ဟာကလေးတွေကိုတိတ်ပြီးပညာတတ်စေခြင်းနဲ့တိတ်ပြီးထူးချွန်စေခြင်းနဲ့ထက်မြက်စေခြင်းနဲ့ကိုတိုင်းပြည်ကနေကဘာကြီးအထိတိုးတက်လေ့လာစေခြင်းနဲ့ကဘာကျော်တဲ့ပညာရှင်ကြီးတွေဖြစ်စေခြင်းတဲ့ကွယ်သူဟာကလေးတွေကိုဆုံးမတဲ့အခါတိုင်းလောကကြီးမှာမဖြစ်နိုင်ဘူးဆိုတာမရှိဘူး။မဖြစ်သေးဘူးဆိုတာပဲရှိတယ်ဆိုတဲ့စကားကိုထည့်ပြောလေးရှိတယ်။တနေ့မှာတော့သူတို့ရွာကျောင်းကလေးကိုမြို့ကျောင်းကမောင်တူးလို့ခေါ်တဲ့ကလေးငယ်တယောက်ပြောင်းရွှေ့လာတဲ့ကလေးကစာလဲတော်တယ်ညံလက်ကောင်းတယ်ကွယ်။ဦးစိတ်တဟာအဲ့ဒီမောင်တူးကိုအထူးလေ့ကျင့်ပညာသင်ကြားပေးမယ်လို့ဆုံးဖြတ်လိုက်တဲ့ဒါနဲ့သူဟာမောင်တူးကိုခေါ်ပြီးအတိပေးလိုက်တယ်။မောင်တူးရေမင်းကိုဆရာကြီးသဘောကျတယ်။မင်းရဲ့စူးစမ်းမှုဟာတနေ့ကျရင်တိုင်းပြည်ကအားထားရတဲ့တမတော်ဆရာဝန်ကြီးအဆင့်ထိဖြစ်လာနိုင်တယ်။ဒါကြောင့်ဆရာကြီးမင်းကိုမြေတောင်မြောက်ပေးမယ်လို့ပြောတဲ့မောင်တူးကမဖြစ်နိုင်ပါဘူးဆရာကြီးခင်ဗျလို့ပြန်ပြောတယ်ဆရာကြီးဟာထုံးစံအတိုင်းမဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ကွက်မဖြစ်သေးတာပဲရှိတယ်။စူးစမ်းရင်ဖះတောင်ဖြစ်နိုင်တယ်လို့ပြောတာပေါ့။ဖះကဖះဖြစ်ချင်လို့စူးစမ်းပြီးဖះဖြစ်တာဟာပါရမီရှိလို့ဖြစ်တာပါဆရာကြီးခင်ဗျကျွန်တော်ကတော့ဆရာဝန်ကြီးမဖြစ်ချင်ဘူး။ဝါသနာလည်းမပါဘူးဒါကြောင့်မဖြစ်နိုင်ပါဘူးလို့ပြန်ပြောတဲ့ကွယ်ဟေးဝါသနာမပါရင်မဖြစ်နိုင်ဘူးပေါ့ဟုတ်လားအေးဒါလည်းဟုတ်သားပဲကွယ်ဒါဖြင့်ပြောပါဦးမောင်တူးကဘာဝါသနာပါတယ်လဲလို့မေးပြန်တဲ့ကျွန်တော်ဘောလုံးကန်တာဝါသနာပါပါတယ်မောင်တူးရဲ့အဖြေကိုဆရာကြီးကသဘောကျသွားပြီးအေးဟုတ်ပြီမင်းကိုလက်ရွေးစင်ဘောလုံးသမားဖြစ်အောင်ဆရာကြီးလေ့ကျင့်ပေးမယ်လို့ပြောတဲ့မဖြစ်နိုင်ပါဘူးဆရာကြီးခင်ဗျာလို့မောင်တူးကပြောပြန်တယ်ဟေးဘာဖြစ်ပြန်ပြီလဲဝါသနာပါရင်ဖြစ်ကိုဖြစ်ရမှာပေါ့ကွယ်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ငယ်ငယ်ကဘောလုံးကန်ရင်ခြေထောက်ကျိုးသွားလို့ပြန်ဆက်ထားရပါတယ်ကျွန်တော်အဖေနဲ့အမေကခွင့်ပြုမှာမဟုတ်လို့ပါလို့ပြန်ပြောတဲ့ကွယ်ဟင်းခက်တာပဲဒါဖြင့်မင်းကဘာများဖြစ်နိုင်မယ်ထင်တယ်လဲကွယ်လို့ဆရာကြီးကလေတံပြောနဲ့ပြောတဲ့အခါမောင်တူးကကျွန်တော်အသက်ရှင်ပြီးပညာသင်ခွင့်ရနိုင်မယ်ဆိုရင်တော့ပညာတတ်တယောက်ဖြစ်လာနိုင်ပါတယ်ခင်ဗျားလို့ပြန်ပြောတယ်။ဦးစိတ်တလဲပါပြန်ပြောရမှမသိဖြစ်သွားတယ်။